မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေ။မတ်လ19ရက်နေ့မှာကျွန်တော်ဂျာနာခွန်ယူကြမယ့်သတင်းစကားရဲ့ကောင်းစဉ်ကတော့လှုပ်ဖို့ကင်ဖက်ဆိုတဲ့ကောင်းစဉ်ပဲဖြစ်ပါတယ်။ရှေးဥစွာဆက်ကဆူတောင်းကြပါစို့။ကောင်းဝင်မိုရှင်ဖဖျားအင်းကရိုရှင်ပေးဖို့တဲ့သတင်းစကားအတွက်ကျေးဇူးတင်ပါတယ်။ဒီသတင်းစကားကိုကောင်းဆုံးနားလည်သဘောပေါက်နိုင်ဖို့ရန်အတွက်ဉာဏ်ပညာနဲ့ဝိညာဉ်ကောင်းကရိုရှင်ပေးတော်မူပါ။ယေရှုခရစ်တော်ဖျားနာမ၌ယုသေးစွာဆုတောင်းသနာခံပါ၏ပါ။အာမင်။ကျွန်တော်နှလုံးသွင်းမနှုတ်ဘတ်တော်မြတ်ကတော့မိခာအနာဂတိကျမ်းခန်းကြီး9ငယ်2မှာတွေ့ရပါတယ်။ဣသေလမျိုးကိုအုပ်စိုးသောသခင်သည်ငါတို့အဖို့တင်း၏အထဲမှာပေါ်ထွန်းလက်တံထိုသခင်သည်ရှေးကဘာမှစ၍ပေါ်ထွန်းသောသခင်ဖြစ်၏။အကောင်းနဲ့အဆိုးကြားကောင်းကင်ဘုံကနေအစာပြုရှင်ပြိုင်လာခဲ့ပါတယ်။နောက်ဆုံးပုံကံမှုနဲ့အလုံးစုံအပြစ်တရားအဆုံးသတ်တဲ့အထိကြီးမားတဲ့နှိပခရဲ့သမိုင်းမှာဘုရားရှင်ရဲ့ပြောင်းလဲခြင်းမရှိတဲ့မေတ္တာတော်အကြောင်းကိုသက်သေထူသွားဖို့ရန်အတွက်ဖြစ်ပါတယ်။စัจ java လာရဲ့အချုပ်အခြာအာဏာဆိုရင်ကိုကြိုးရှာတဲ့လောက်ရမျိုးမဟုတ်ပါဘူး။ရည်ရွယ်ချက်ကတော့ဖန်ဆင်းခံတတ္တဝါတွေနဲ့အတူပျော်ရွှင်မှုမျှဝေခံစားဖို့ရန်အတွက်ဖြစ်ပါတယ်။အစအဦး၌နှုတ်ကပတ်တော်ရှိ၏နှုတ်ကပတ်တော်သည်ဘုရားသခင်နှင့်အတူရှိ၏နှုတ်ကပတ်တော်သည်လည်းဘုရားသခင်ဖြစ်တော်မူ၏လို့ယောဟန်ခန်းကြီး1ငယ်1မှာဖော်ပြထားပါတယ်ခရစ်တော်အဆိုရင်နှုတ်ကပတ်တော်ဘုရားသခင်တပါးတည်းသောသားတော်ခမဲတော်နဲ့ထာဝရရှိတော်မူတဲ့သူဇာတိသဘောတလုံးတဝရီတမျိုးတည်းသောစာရိတ္တရည်ရွယ်ချက်တူညီခြင်းအကြံစီတော်ဟာဆိုရင်မကွဲမခြားကြပါဘူးနာမတော်ဟာဆိုရင်အံ့ဩဖွယ်တိုင်ပင်ဖက်တကူကြီးသောဘုရားရှင်ငြိမ်သက်ခြင်းအရှင်ဖြစ်တော်မူတယ်လို့ဟေရှာယအနာဂတိကျမ်းခန်းကြီး9ငယ်6မှာဖော်ပြထားပါတယ်။အဲဒီသခင်ဟာဆိုရင်ရှေးကဘာကနေစပြီးပေါ်ထွန်းတဲ့သခင်ဖြစ်တယ်လို့အခုနကအဓိကကျမ်းချက်မှာလည်းဖော်ပြထားပါတယ်။ဘုရားရဲ့သားတော်ဟာဆိုရင်မိမိကိုယ်ကိုကျင်ညာတဲ့အရာကတော့ရှေးကာလမှစ၍ရှေးအမှုတော်ကိုမပြုမီငါကိုပိုင်တော်မူ၏မြေကြီးနဲ့လေတော်များကိုမဖန်ဆင်းမီအဦးဆုံးသောမြေမှုန့်ကိုမျှမဖန်ဆင်းမီငါကိုဖြစ်ပွားစေတော်မူ၏အထံတော်ဘာ၌နေစဉ်အစင်မပြတ်မွေ့လျော်တော်မူရာဖြစ်၏လို့သုတ္တန်ကျမ်းခန်းကြီး8ငယ်22ကနေ30မှာဖော်ပြထားပါတယ်ကောင်းကင်ဘုံနဲ့ကောင်းကင်သားတွေကိုဖန်ဆင်းတဲ့ဖျားရှင်ဟာဆိုရင်သားတော်ရဲ့ကိုယ်တိုင်ဖန်ဆင်းခြင်းအခွင့်ကိုပေးခဲ့ပါတယ်အကြောင်းမူကားထိုသားတို့သည်ကောင်းကင်ပေါ်မြေကြီးပေါ်ရှိသမျှသောယူပအရာအာယူပအရာယာဇပလင်ဖြစ်စေအစိုးရချင်းတကူဖြစ်စေအထွတ်မြတ်ဖြစ်စေအာနာဇက်ဖြစ်စေခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏ထိုသခင်အဖို့လုံးငါ၎င်းခတ်သိမ်းသောအရာတို့သည်ဖန်ဆင်းလက်ဖြစ်ကြ၏လို့ကောလောသဲခန်းကြီး1ငယ်16မှာဖော်ပြထားပါတယ်ဖန်ဆင်းခံကောင်းကင်တမန်များဆိုရင်ဘုရားရှင်ရဲ့အမှုတော်ဆောင်တွေဖြစ်ကြပြီးတော့ထာဝရရှိနေခြင်းနဲ့အတူဘုန်းတော်ရဲ့ရောင်တော်ဝါတော်ကိုရရှိနေသူတွေဖြစ်ပါတယ်ကိုရောရဲ့အလိုတော်ကိုအကောင့်ထဲပေါ်ဖို့ရန်အတွက်လျင်မြန်တဲ့အတောင်တွေကိုဖြန့်ပြီးတော့အရှင်ဟုန်နဲ့လှုပ်ရှားသွားလာနေပါတယ်ဒါပေမဲ့ဘုရားသခင်ဗိသိက်ပေးတော်မူတဲ့သူကတော့ယေရှုရှင်သားတော်တပါးတည်းသာဖြစ်ပါတယ်ဇာတိအဖြစ်တော်ရဲ့ပုံတရံဘုံရောင်ချီတော်ကိုထွန်းလင်းတဲ့သူခတ်သိမ်းသောအရာကိုမားစားတဲ့သူဖြစ်နေလျက်နဲ့မြင့်တဲ့အရက်မှာတကူအာနုဘော်တော်ခံယူတော်မူတယ်လို့ဟေဘရဲခန်းကြီး1ငယ်3မှာဖော်ပြထားပါတယ်ရှေးဥစွာမှစ၍မြင့်သောအရ၌ဘုံကြီးတော်မူသောယာဇပလင်မော်တွင်ထိုင်တော်မူသည်လို့ယေရမိနာဂတိကျမ်းခန်း7ငယ်7မှာဖော်ပြထားပါတယ်ကိုရောဤနိုင်ငံတော်သည်တရားသဖြင့်စီရင်သောနိုင်ငံဖြစ်၏လို့ဟေဘရဲခန်းကြီး1ငယ်8မှာလည်းဖော်ပြထားပါတယ်ဘောအနုဘော်တော်သည်ရှေ့တော်၌ရှိအစွမ်းတတိနှင့်ဂုံအသည်လည်းတန်ရှင်းဌာနတော်၌ရှိ၏လို့စာလံ96ငယ်6မှာဖော်ပြထားပါတယ်ဒီကနေ့အတွက်ကျွန်တော်တို့ပုံမဆင်ခြင်စရာအကြောင်းအရာကတော့ကျွန်တော်ကိုယ်တိုင်ခံစားရတဲ့ကောင်းကြီးကြောင့်ယေရှုရှင်ကိုဘွဲ့နာမတစ်ခုပေးရမယ်ဆိုရင်ကျွန်တော်ဘလို့ဘွဲ့နာမမျိုးပေးမလဲဆိုတဲ့အရာပဲဖြစ်ပါတယ်ဒီကနေ့အတွက်သတင်းစကားရဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးပေါ်ဖြတ်ရှင်ကောင်းကြီးမလားတလုံးချပေးပါစေအာမင်